မြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကရွာလေးတစ်ရွာလေးကအေးချမ်းတိတ်ဆိတ်ပြီးမြို့နဲ့လည်းအနှဲငယ်အလန်းကွာဝေးတယ်အေးချမ်းသာယာပြီးလူတိုင်းဟာကိုယ်အလုံးနဲ့ကိုငင်းချမ်းစွာနေကြတယ်အဲ့ဒီရွာကိုကျောင်းဆရာလေးတစ်ယောက်တာဝန်ကျလာခဲ့တယ်ဆရာလေးကပတ်စံရှိရဲ့မိသားစုမှာမွေးဖွားလာပေမဲ့သူ့ရဲ့ဝါသနာအရာကျောင်းဆရာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်အေးချမ်းသာယာတဲ့ရွာလေးကိုကြာလာလို့ဆရာလေးလည်းစိတ်ကြည်နူးမိတယ်။ရွာထဲကလူတွေကလည်းဆရာလေးကိုချစ်ကြယိုသေးကြတယ်။လူကြီးတွေကစပြီးကလေးတွေအထိဆရာလေးကိုချစ်ကြတယ်။အဲ့ဒီရွာမှာလူငယ်တစ်ယောက်ရှိတယ်။လူတွေပြောကြတာကတော့သူကထောင်ကထွက်လာတဲ့လူတစ်ယောက်ဖြစ်ပြီးရိုင်းဆိုင်တဲ့အတွက်မိသူကမှမိသူခေါ်ပြောမလုပ်တဲ့အကြောင်းပြောကြတယ်။ဆရာလေးကိုလည်းသူ့နဲ့ဝေးဝေးမှနေဖို့ပြောကြတယ်။သူ့နာမည်ကဖိုးအေးနောက်နေ့ဒီမှာတော့ကျောင်းဆရာလေးကဖိုးအေးကိုတွေ့ခဲ့တယ်ဖိုးအေးရဲ့မျက်လုံးများကအလုံးအေးဆက်နေပြီးလူများကိုမယုံကြည်သောအကြည့်များကထင်ရှားနေတယ်ရက်ဆက်ကြမ်းကြွတဲ့ပွန်းစင်တွေ့မြင်လည်းရှိတယ်ဒါပေမဲ့ကျောင်းဆရာလေးကသူ့ကိုမရှောင်နေခဲ့ပါဘူးအကူကြီးလိုအပ်ရင်ပြောဖို့မှာကြပြီးစာအနှဲငယ်ဖတ်တယ်မှန်းသိတော့သူ့မှာရှိတဲ့စာအုပ်လေးတွေပေးပြီးပြင်းတဲ့အခါဖတ်ပေါ်ဗျာဘာညာနဲ့ဆရာလေးကရင်းနှီးအောင်နေတယ်။ကျောင်းကိုလှုပ်အားပေးလာရောက်ကူညီရန်လဲဖိုးအေးကိုဖိတ်ခေါ်ခဲ့တယ်။ရွာသားများကတော့မလှုပ်ကြရန်တတိပေးကြတယ်။သူကကောင်းတဲ့လူမဟုတ်ဘူးလို့ပြောကြတယ်။ဒါပေမဲ့ကျောင်းဆရာလေးကလူတစ်ယောက်ကိုပြောင်းလဲနိုင်ဒီမှာမေတ္တာသာဖြစ်တယ်ဆိုတာကိုယုံကြည်တယ်။နောက်နေ့တွေမှာဖိုးအေးဟာကျောင်းရဲ့ကိစ္စတွေမှာဝင်ရောက်ကူညီလုပ်ကိုင်ပေးခဲ့တယ်။ကလေးတွေကအစကတော့ဖိုးအေးကိုကြောက်ကြပြီးမယ်။နောက်တော့အရင်လိုကြောက်လန့်တာမျိုးမရှိတော့ဘူး။ဖိုးအေးကကျောင်းမှာပဲနေတော့တယ်။တခါတလေမှသူ့အိမ်ကိုပြန်တယ်။ဖိုးအေးကတခါတလေကျောင်းဝင်းကိုတန်းရှင်းရေးလုပ်နေတတ်တယ်။တခါတလေမှကလေးများစာတင်နေတာကိုတိတ်တိတ်လေးနဲ့ကြည်နေတတ်တယ်။သူကစကားတစ်ခုမှမပြောပေမဲ့အရင်လိုရက်ဆက်ခတ်ထန်တဲ့အပြုမှုအပြောဆိုမျိုးတော့မတွေ့ရတော့ဘူးကလေးတွေစာတင်နေတာကိုငေးကြည့်ရင်မျက်ရည်ဝဲတာမျိုးကိုလည်းတွေ့ရတယ်ဒါပေမဲ့သူဘာတွေခံစားနေရတယ်ဆိုတာကိုတော့ဘယ်သူမှပြောမပြဘူးနေ့ရက်များကြော်လွန်လာတာနဲ့အမျှဆရာလေးကဖိုးအေးကိုညီအကိုအရင်တယောက်လိုမြင်လာတယ်သူ့ရဲ့ညီလေးတယောက်လိုချစ်ခင်လာတယ်တနေ့မှာတော့ဖိုးအေးရဲ့မွေးနေ့ကိုရောက်လာခဲ့တယ်ဘယ်သူမှမသိပဲအဲ့ဒီနေ့လေးတစ်နေ့ကိုကျောင်းဆရာလေးကတတိတရားရှိနေခဲ့တယ်။ကျောင်းဆရာလေးကဖိုးကြီးကိုအင်းကြီးအသစ်တစ်ထည်လက်ဆောင်ပေးခဲ့တယ်။အင်းကြီးကသူနဲ့စင်တူအင်းကြီးလေးဒါကိုကြည့်ရယုံနဲ့ကျောင်းဆရာလေးဖိုးကြီးရဲ့ပေါ်တန်ရိုးစင်ဘလောက်ရှိလေဆိုတာသိသာလာတယ်။ကျောင်းဆရာလေးကဖိုးကြီးကိုသူနဲ့စင်တူအင်းကြီးလေးပေးတော့ဖိုးကြီးရဲ့မျက်လုံးလေးဟာခဏတာမိန့်ဖြော်သွားခဲ့တယ်။ပြီးတော့မိဒီရဲ့အနေငယ်ဝဲသလိုဖြစ်သွားပြီးကျောင်းဆရာလေးကိုကျေးဇူးတင်စွာနဲ့ကြည်တယ်။ဒါပေမဲ့သူဘာမှတော့မပြောခဲ့ဘူး။မိုးရီတဲထန်စွာရွာသွန်းနေတဲ့ညလေးတညဒီညမှာမိုးကအားကောင်းစွာရွာနေတယ်။ရွာလေးတစ်ရွာလုံးမိုးထန်မအပတိတ်ဆိတ်နေခဲ့တယ်။ကျောင်းဆရာလေးရဲ့အိမ်ခန်းလေးစီကိုအရေးတညက်ကချင်းကပ်လာခဲ့တယ်။မိအိမ်မိန်ဖျော်ဖျော်လေးအောင်မှာကျောင်းဆရာလေးအိမ်မောကြနေခဲ့တယ်။ဟိုဘက်အခန်းကဖိုးအေးအခန်းကလည်းအိမ်မောကြနေပုံရလေ။တိတ်ဆိတ်ငြိမ်သက်လို့သူ့ရဲ့ရင်ဘတ်အတွင်းမှာပူကနေခံစားလိုက်ရတယ်။တဖြည်းဖြည်းနဲ့အထက်ရှူရတာမဝတော့ဘူး။သူမျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တယ်။သူ့ရဲ့ရင်ဘတ်တွင်တူးရီစီးကြနေတဲ့ဓာတ်တန်ရာတစ်ခု။ဖိုးအေးရဲ့မျက်လုံးများကအလုံးအေးဆက်နေပြီးလူများကိုမယုံကြည်သောအကြည့်များကထင်ရှားနေတယ်။ရက်ဆက်ကြမ်းကြွတဲ့ပွန်းစင်တွေ့မြင်လည်းရှိတယ်။ဒါပေမဲ့ကျောင်းဆရာလေးကသူ့ကိုမရှောင်နေခဲ့ပါဘူး။အကူကြီးလိုအပ်ရင်ပြောဖို့မှာကြပြီးစာအနှဲငယ်ဖတ်တယ်မှန်းသိတော့သူ့မှာရှိတဲ့စာအုပ်လေးတွေပေးပြီးပြင်းတဲ့အခါဖတ်ပေါ်ဗျာဘာညာနဲ့ဆရာလေးကရင်းနှီးအောင်နေတယ်။ကျောင်းကိုလှုပ်အားပေးလာရောက်ကူညီရန်လဲဖိုးအေးကိုဖိတ်ခေါ်ခဲ့တယ်။ရွာသားများကတော့မလှုပ်ကြရန်တတိပေးကြတယ်။ဒဏ်ရာကိုဖိထားရင်ထက်ပြီးခေါ်ဖို့ကြိုးစားလိုက်တယ်။မိုးထန်များကြားထဲမှာ
သူ့၏အထံတိုးတိုးဖြော်ဖြော်ကအားနည်းစွာတယောက်ကွယ်သွားခဲ့တယ်ငါဒုက္ခရောက်နေပြီဟာစိတ်ထဲကနေညည်းညူလိုက်တယ်အဲ့ဒီအချိန်မှာလျှက်စီးတစ်ချက်လက်သွားခဲ့တယ်လျှက်စီးလက်တဲ့အလင်းရောင်ကအခန်းတွင်ထဲကိုမထူးမရှားမြင်လိုက်ရတယ်ပစ္စည်းတွေယူနေတဲ့အရိပ်မဲရဲ့လက်မောင်းတစ်ဖက်ကအင်းကြီးကိုသူမြင်လိုက်ရတယ် ဒီအင်ဂျီမြင်လိုက်ရတဲ့အင်ဂျီကသူနဲ့စင်တူဖိုးကြီးကိုသူပေးခဲ့တဲ့အင်ဂျီသူနှလုံးကတစ်ချက်ရက်သွားသလိုဖြစ်သွားတယ်အရေးမဲကသူ့ကိုနည်းနည်းလှည့်ပြီးကြည့်လိုက်တယ်ဖိုးကြီးကသူ့ကိုတစ်ချက်လှမ်းကြည့်ပြီးသူမသေးသေးမှန်းသိတော့သူ့လေဘင်းကိုလာညစ်တယ်ရင်ပတ်စီကရောနှုတ်ခမ်းစီကပါသွေးများပုံမရှိကြလာခဲ့တယ် ဆရာလေးပြော့ခွေသွားမှဖိုးကြီးကအိမ်ပြင်အမောင်လူတွေကိုရှောင်းလန်းသွားဖို့ပြင်တယ်။ကျောင်းဆရာလေးရဲ့မျက်လုံးများမှာမျက်ရည်များနေပြီးတော့မယုံနိုင်ခြင်းများ၊ကွဲကြည်ပျက်စီးသွားတဲ့ယုံကြည်ခြင်းများနေနောက်ဆုံးအသက်ကိုခက်ခက်ခဲခဲရှူထုတ်လိုက်ရင်ဆရာလေးရဲ့နှလုံးသားထဲမှာစကားတန်တူးတူးလေးတစ်ခုထွက်လာတယ်။ဖိုးကြီးမင်းရက်ဆက်လိုက်တာမိတ္တတရားဟာအရာရာမှာအောင်မြင်နိုင်ပါတယ်။ဒါပေမဲ့တချို့အားကောင်းလို့နဲ့ဗီဇတရီစိတ်မျိုးရှိနေခဲ့ရင်တော့မေတ္တာဟာတိုးပေါက်ဖို့ခက်နိုင်ပါတယ်။ဒါကြောင့်တချို့ရဲ့ဗီဇစိတ်ကိုတတိထားနိုင်ကြပါစေ။